မင်္ဂလာပါခုဗီဒီယိုကတော့ 3D mechanical drawing ပုံလေးတစ်ပုံကိုရေးဆွဲပြမယ်နော်ခုဒီPelamas နဲ့ drawing template file ကိုဖွင့်ထားတာနော်ခုလက်ရှိmechanical ပုံလေးကိုဒီထဲကိုဆွဲထည့်မယ်နော်အဲ့တော့ I am under အဲ့တော့ဒီကနေ attach image ကိုရေးမယ်ဒီပုံလေးကို open ကျွန်တော်ဘာမှနှိမ့်စရာမလိုဘူးเนาะ okay ပေးလိုက်မယ်ဆိုရင်လက်ထက်မှာပါလာပြီပေါ့နော်ဟုတ်ပြီ insert ဒီကောင်ကိုပေးလိုက်မယ်အော်ဒီ mechanical ပုံလေးကို 3D ပုံလေးရေးဆွဲပြမယ်เนาะအဲ့တော့ဒီ 3D ပုံရေးဆွဲမယ်ဆိုရင်အရင်ဆုံး 2D ပုံကိုအရင်ဆုံးရအောင်ရေးဆွဲရတာပေါ့နော် 2D ပုံ view ကိုပဲ view ကနေဆွဲမယ်ဆိုတာကိုအရင်ဆုံးကိုကကြည့်ရတာပေါ့နော်အဲဆိုရင်အခုဒီဘက်လက်ရှိဒီဘက်မြင်နေရဒီဘက် view ပေါ့နော် front view ကိုမှာပေါ့ front view ကနေဒါ 2D ပုံလေးကိုရေးဆွဲမယ်နော်အဲ့တော့ view မှာ view port လေးနှစ်ခုခွဲမယ်နော် to view port ဒါပါလိကဲဆို under ခေါ်မယ်နော်ဟုတ်ပြီဒီက side ဒီဘက်ကိုနည်းနည်းချဲ့မယ်ဟုတ်ပြီဒီဘက်ကို click ချမယ်ဒီပုံလေးကိုနည်းနည်းချဲ့မယ်ဟုတ်ပြီအဲ့တော့ဒီဘက်ထဲရောက်သွားမယ် sorry အဲ့ဒီပုံမှာဆိုရင်ဒါ architecture ဟိုပါပေါ့နော်ပေလက်မတွေပေါ့နော်အဲ့တော့ဒီအောက်ကဒီအရှည်ကကြတော့ 3.34 ဆိုပြီးတော့3.4 ဆိုတာရှိရနော်အဲ့တော့အဲ့ line လေးတစ်ချောင်းရုံဆွဲမယ်under first point ပြမယ်auto လေး on မယ်နော်အဲ့တော့တန်ဖိုးက 3.3.4 ပေါ့နော် under ဟုတ်ပြီအဲ့တော့နောက်တစ်ခါကျတော့ဒီနေရာလေးပေါ့နော်ဒီကောင်လေးကျတော့ 3.4 กว่าဝေးရှိရဲ့တဲ့အဲ့တော့အဲ့လေးရုံ line ဆွဲမယ်နော် under 3.4 အဲ့ဒီကောင်လေးကို mid point မှာသွားထားမယ်နော်ဒီနေရာမှာထားမယ်နော်ဒီ mid point မှာထားမယ်အဲ့ကောင်ကသူ့ရဲ့အပေါ်กว่าဝေးက 3.4 မှာရှိရဲ့တဲ့အဲ့လေးကို move နဲ့အပေါ်တင်လိုက်မယ်နော် 3.4 ဟုတ်ပြီနောက်တစ်ခုကကျတော့ 9/60 မှာ offset တစ်ခုပြထားမယ်เนาะဒီ line ကိုပဲ 9/60 offset ပြမယ် offset 9/60 အဲ့တော့ဒီ line ကို offset ပြလိုက်မယ်ဟုတ်ပြီနောက်ခါဒီဘောမြင်းလေးဒီကောင်ကကျတော့ 2.3/8 ရှိရတယ်เนาะအဲ့ line လေးဆွဲမယ် line 2.3/8သူ့ရဲ့ mid point ကနေဒီနေရာမှာတော့ထားလိုက်မယ်เนาะဒီအောက်ဆုံးမြင်မှာထားမယ်ပြီးတော့သူ့ကိုပဲအပေါ်ကို move နဲ့ပြန်ပြီးတော့အပေါ်ကိုကြတော့သူက 2.1/8 กว่าရှိရเนาะဟုတ်ပြီအဲ့ဆိုရင် 2.1/8 ဟုတ်ပြီအဲ့တော့ဒီကောင်ကို line လေးဒီဘက်ဆွဲလိုက်မယ်เนาะဒီနာ line မြင်လေးဒီဘက်ဆွဲလိုက်ပြီဒီဘက်ကိုဆွဲလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီကနေနောက်ကဒီကို line လေး slant ဆက်မယ်နော်အဲ့တော့ဒီကောင်ကလည်းဒီမှာဆက်မယ် line လေးက sorry ဒီကောင်ကြတော့ဟိုရှိမှာပေါ့နော်ဒီကောင်အကွာဝေးအောက်ကကြတော့ 1.1/8 အကွာဝေးမှာရှိတာဆိုတော့ line လေးကြောင်းဆွဲမယ်နော်ဒီနာကနေစပြီးတော့ဒီဘက်ကိုဒါရှင်းပြမယ် 1.1/8 ဟုတ်ပြီအဲ့တော့ဒီကောင်လေးကိုဟိုဘက်ကိုလည်းမဲတာပွားလိုက်မယ်နော်အဲ့ဒါဟုတ်ပြီအဲ့ဆိုရင် line လေးကိုဆက်လိုက်တော့မယ်နော်ဒီ point ကနေဒီကိုဆက်မယ်နောက်ကဒီ point ကနေဒီကိုဆက်မယ်ခုန line လေးမလို့တဲ့ line လေးကိုပြန်ဖြတ်မယ်နော်ဟုတ်ပြီဒီ line ကလည်းမလို့တော့ဘူးဖြတ်မယ်ဟုတ်အောက်ကကောင် trim ဖြတ်မယ်နော်ဒီ enter နဲ့ sorry ဟုတ်ပြီအောက်ခြေဒါရပြီဆိုတော့အပေါ်ကcylinder ပုံလေးပါဘူးပေါ့နော်ဒါလေးကပြီးမှဆွဲရမယ်အဲဆိုရင် view ပြောင်းမယ်နော် that way view command ကို dialog box ကိုနှုတ်ထုတ်တဲ့အနေနဲ့ that ခံလိုက်တယ်နော် under ခေါ် software view တော့မှာဆို sw under ဟုတ်ပြီအဲ့တော့ဒီပုံလေးကို
ဒါဒီfront view နေထားလေး rotate လှည့်ထောင်မယ်နော်အဲဆိုရင်ပထမ 2D command နဲ့ပဲ 2D rotate လေးနဲ့အသုံးပြုလိုက်မယ်နော်အဲဆိုရင် UCL လေးကိုလှည့်ထောင်လိုက်မယ်နော် UCL ကိုကြတော့ left side ဘက်ကိုပြောင်းမယ်နော် UCS under L under အဲဆိုဒီမှာ UCS ပုံလေးက left side ပြောင်းသွားပြီနော်အဲ့တော့ 2D command ကိုသုံးလို့ရတယ် RO under object ကို select မှတ်မယ် base point တနေရာပြမယ်ပြီးရင်ဒါမျိုးလေး auto လေး on ပြီးတော့ဆွဲထောင်လိုက်မယ်နော်ဟုတ်ပြီရပြီအဲ့တော့သူ့ရဲ့ H2 လောက်ရမယ့်ကောင်ဝေးကဒီမှာ2ရှိရဲတဲ့အဲဆိုရင် round ဒီကောင်လေးရတာတစားစီဖြစ်နေဆိုတော့သူက join လိုက်မယ်နော် G under ဟုတ်ပြီရပြီအဲ့တော့ EHD H2 object ကို select မှတ်မယ်သူ့ direction နဲ့သွားလိုက်မယ်နော်ကိုလိုချင်တဲ့ဘက်ကိုသွားအောင် D under နောက်ဘက်ကိုဆွဲပေးလိုက်မယ်2 under ဟုတ်ပြီနောက်ပြီးတော့ကြတော့ဒီကောင်ကကြတော့ circle လေးဆွဲလိုက်မယ်နော် circle ဆွဲမယ်ဆိုတော့ UCS ကိုအရင်ဆုံး UCS ကို wall မှာပြန်ထားမယ်နော် under W under ဟုတ်ပြီနောက်က C under အဲ့တော့ဒီ midpoint တစ်ခုကြားမှာဆိုတော့ midpoint ဆို mid between 2 point ဆိုရင် M2P လို့ရိုက်လို့လည်းရတယ်ဒါမှမဟုတ် shift right click ကနေ mid between 2 point ကိုရိုက်လို့ရတယ်နော်ဆိုဒီမှာတစ် point ပြမယ်ဒီနောက်တစ်ချက်ပြမယ်နော် snap တွေကဟုတ်ပြီဒီ midpoint နဲ့အဲဆိုရင်သူ့ရဲ့diameter တန်ဖိုးပေးထားတယ်နော်ဒီမှာ diameter 1.1/2 ဆိုတော့ D under 1.1/2 ဟုတ်ပြီအဲကောင်က H2 တန်ဖိုးက 1.1/4 ဆွဲရမှာနော် H2 EHD ဟော just လက်မှတ်မယ်ဒီပွင့်ပြမယ်အဲ့တော့ direction နဲ့ပဲသွားလိုက်မယ်နော် 1.1/4 ဟုတ်ပြီအဲ့တော့ဒီနှစ်ခု union ပေါင်းလိုက်မယ်နော် UNI object နှစ်ခုကို select မှတ်လိုက်မယ်နော် union ပေါင်းမယ်ဟုတ်ပြီအဲ့တော့ဒီဟာလေးကိုအမြောင်းလေးဖောက်မဲ့ဟာကြတော့ဒီ 5/60 နှစ်ခုပေါင်းပေါ့နော်အဲ့ကောင်က10/60 ရှိမယ်အဲ့ဒီနှစ်ခုရေနောက် 3/4 အမြင့်ရှိရ rectangle လေးတစ်ခုဆွဲမယ်နော်အဲ့ဒါဆိုရင်UCS ကို front view ကိုထားမယ်နော် UCS under FR under အဲ့ဆို UCS လေးက front view ကိုလှည့်လာပြီနော် sorry အဲ့တော့အဲ့ရှင်မှာ rectangle လေးခုဆွဲမယ် REC under မှတ်ပြမယ်အဲ့ဒါထိုးမှနေဆို assign လေးခံမယ်သူကဟိုက10/60 ပေါ့နော်10/60 3/4 အမြင့်မရှိရနော်3/4ဟုတ်ပြီအဲ့လေးကိုမူးနဲ့ quadrant မှာတော့ထားမယ်နော်စကေးရမူးဒီမှာ quadrant မှတ်ကိုလိုချင်ရင် shift right click quadrant ကိုရွေးလိုက်မယ်ဟုတ်ပြီရပြီနော်အဲ့ဒီ object လေးကို H2 လုပ်မယ်နော် EHD ပြမယ်ဒါရှင်းသွားမယ်နော်ဟိုဘက်နောက်ဘက်ကိုသွားမယ်သူကဒါရှင်းတစ်ခုတန်ဖိုးပေးလိုက်မယ်နော်ရှည်လေးပေးလိုက်မယ်နော်5ပေးလိုက်မယ်ရတယ်အဲ့တော့ဒီကောင်ကို subtract နိုင်မယ်နော် SU under ဒီတဲကနေဒီကောင်နှုတ်ထုတ်လိုက်မယ်ဟုတ်ပြီနောက်ခါဒါလေးကို 5 လုပ်ကြည့်မယ်နော် SHA under HI တန်းကြည့်လိုက်မယ်နော်ဒါဆိုအဆင်ပြေရနော်ဟုတ်ပြီနောက်တစ်ခုဒီဘက်ကဒါလေးကိုနှုတ်ထုတ်ဖျက်အောင်ပါဆိုတော့ဒီကောင်ရဲ့အကွာဝေးက 1.1/4 ရှိတယ်အောက်ကလေက 1.1/4 ရှိတယ်သူအမြင့်က 1.1/8 ရှိတယ်နော်အဲ့ rectangle လေးတစ်ခုကိုဆွဲမယ်နော်အဲ့ဆိုရင် SHA under 2 under ဟုတ်ပြီUCL လေးကို left ကိုပြောင်းမယ်နော် UCS under L under ဟုတ်ပြီ UCS က left side ဘက်ကိုရောက်လာပြီအဲ့တော့ rectangle က REC under ပြမယ်နောက်ပြီးတော့ assign ထိုမှနေဆိုသူကအောက်ခြေက 1.1/4 အမြင့်က 1.1/8 sorry ဘာမှလို့ခဏနော် REC under ဆိုပြရတယ်ထိုမှနေဆိုပြီးတော့ 1.1/4 1.1/8 နော်ရပြီအဲ့တော့ဒီ rectangle လေးကိုသူကဒီကနေ 3/8 အကွာမှာရှိတယ်တဲ့နော်အဲ့တော့ဒီ corner မှာတွားပြီးတော့
သွားကတ်လိုက်မယ်နော်အဲ့တော့ move ဟုတ်ပြီဒီမှာရပြီနော်အဲ့တော့ဒီအထဲကိုဒီဘက်က3/8ကွာမှာရှိရဆိုတော့ move under ဒီဘက်ကိုပြမယ်3/8ပြီးတော့သူအထဲကို3/60ပဲเนาะဟိုဘက်ကိုအဲ့ဆိုရင်သူ့ကိုပဲ move command နဲ့3/60ရွှေ့မယ်เนาะဟိုဘက်ကို3/60ဟုတ်အဲ့ဒီကောင်ကို h2 လောက်အောင်ပါဗောနော် eht ပြီးရင်ဒါရှင်းနေပဲဒီဘက်ကိုပြမယ်ဒီဘက်ကိုရှေ့တစ်ခုလောက်ပြလိုက်မယ်เนาะရှေ့လောက်အောင်လို့ဟုတ်ပြီအဲ့ကောင်ကိုမေရာခောက်မယ်ဗောနော်ဟိုဘက်ကိုနှုတ်ထုတ်မှာဆိုတော့အဲ့တော့ UCS ကိုလက်ရှိနေထားတာ left side ဖြစ်နေရเนาะအဲ့ကောင်ကိုဘောပြန်ထားမယ် UCS under w under ဟုတ်ပြီအဲ့တော့ 2D command ဖြစ်တဲ့ mirror ခောက်မယ်เนาะ mi under အဲ့တော့ခောက်ဟို mirror လုပ်မဲ့ object ကို select မှတ်မယ်အဲ့တော့ midpoint ကကြတော့ဒီမှာ snap ကဒါ UCS plane ရှိတဲ့နေရာမှာသူကပြနေတာเนาะအဲ့တော့ဟိုကိုလိုချင်တဲ့ဒီဟိုမှာ snap ကမိချင်တယ်ဆိုရင် UCL လေးကိုအဲ့မှာကတ်မှာခဏပြန် escape ပြန်ထပ်မယ်เนาะအဲ့တော့ UCS ကိုဒီမျက်နှာပြင်မှာပဲဟို midpoint ဖမ်းရမှာဆို UCS under အဲ့တော့ဒီမျက်နှာပြင်မှာ origin point ပြမယ်ဒီဘက်ကို h direction ပြမယ်เนาะ sorry เนาะ h direction ဒီ midpoint ပြတယ်ဟုတ်ပြီတော့ y direction ကတော့ဒီဘက်ကို auto လေးနဲ့ဒီဘက်ကို click ပြလိုက်မယ်เนาะရပြီအဲ့တော့ mirror midpoint ဒီမှာ midpoint ပြပြီเนาะဒီမှာရပြီဒီဘက်ကို auto on ထားရဲဆိုတော့ click ချလိုက်မယ်ရပြီအဲ့တော့ UCS ကိုပြန်ထားမယ်เนาะ UCS under w under အဲ့တော့ subtract လုပ်ရမှာเนาะ su under ဒီ object ထဲကနေဒီ object တွေကိုနှုတ်ထုတ်မှာ okay အဲ့ဆိုရင် sh under hi ရေးမယ်ဆိုရင်ဒီတိုင်းကိုဒီ zoom ဖြစ်တာကို face 3 command နဲ့ပြင်လို့ရတယ်เนาะနောက်ခါ FACETRES လက်ရှိက 0.5 ဆိုတော့3လောက်ထားလိုက်မယ်เนาะအဲဆိုရင် zoom ဖြစ်သွားပြီเนาะဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်